ကျွန်တော် designer မှန်လို့ရှိရင် idea ခံမှုရမယ်ဆိုတော့ကျွန်တော်လည်းခင်ဗျားတို့လို designer တွေက designer ပဲဆိုတော့အခုဆွဲတဲ့ design တွေကကျွန်တော် idea ခံနေတဲ့အချိန်ဆွဲထားတဲ့ design တွေပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ A design လေးဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်နောက်မှာ gradient background လေးနဲ့ဒီ product လေးကိုထည့်တယ်ပြီးတော့ရင်တော့ rectangle tool လေးနဲ့ကျွန်တော်တို့ဒီ curve point လေးတွေထည့်ပြီးတော့ကျွန်တော်တို့ဒီ rectangle shape လေးတစ်ခုဆွဲရပါတော့ကဲ okay ကျွန်တော်က Leo ပါဆိုတော့ဒီနေ့ဆွဲပြမယ့် design ကကျွန်တော်တို့ဒီ 8 design လေးကိုကျွန်တော်တို့ဆွဲမှာပေါ့နော်အဲ့တော့ဒီခုနကကျွန်တော်ပြောရတဲ့အတိုင်းပဲကျွန်တော် idea ခံနေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ signature gradient tools တွေပဲသုံးပြီးတော့ကျွန်တော်ဆွဲတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အောက်ကနေပြီးတော့ gradient state ခုံလေးပြန်ဆွဲတယ်ပြီးတော့လို့ရှိရင်ဒါ lighting လေးshade လေးနည်းနည်းလေး adjust ပြန်လုပ်ပြီးတော့ပြန်ထည့်တယ်ပေါ့ဗျာဒါ dodge and band တော့မဟုတ်ပါဘူးဒီ gradient tools ကိုပဲသုံးပြီးတော့ကျွန်တော်တို့ပြန်ထည့်တာအဲ့တော့ပြီးတော့လို့ရှိရင်ဒီ A ရဲ့အောက်ကနေပြီးတော့မှကျွန်တော်တို့ဒီ shadeလေးနည်းနည်းလေးပြန်ပြီးတော့ချတယ်ပြီးတော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအလင်းအမှောင်လေးနည်းနည်းပြန်ပြီးတော့ adjust လုပ်တယ်ပေါ့နော်ကျွန်တော်ရဲ့layer လေးတွေ product လေးတွေပို့ပြီးတော့ပေါ်လာအောင်လို့ပေါ့ဗျာ okay အဲ့တော့ကျွန်တော်ဒီကောင်လေးတွေကိုအလင်းအမှောင်ညှိနေတော့ကျွန်တော်ရဲ့ Telegram group လေးကို join ချင်တဲ့သူတွေApril လမကုန်ခင်အထိကျွန်တော်တို့ပုံမှန်သင်တန်းကြေး3သိန်းကိုကျွန်တော်တို့9000နဲ့ join လို့ရတယ်ဘာတွေသင်ပေးထားရလဲဆိုတော့ဒီကျွန်တော်တို့graphic design နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုဒီ online class က recording video တွေကိုကျွန်တော်တင်ပေးထားတာပေါ့နော်အဲ့တော့ကိုက design ဘိုင်းနဲ့ပတ်သက်ပြီးတော့အခြေခံနေပြီးတော့ကိုကဒီတည်ချာလေး professional ဖြစ်တဲ့အထိလေ့လာခြင်းနဲ့ online class ပုံစံမျိုး join ခြင်းနဲ့ video တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram group ကိုလာခဲ့လို့ရတယ်အသေးစိတ်ကတော့ကျွန်တော်ချက်ပေါက်မှာပဲလာမိလိုက်တော့ဗျာအခုတော့ design ဘိုင်းလေးကိုဆက်ပြီးတော့သွားလိုက်မယ်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့color လေးတွေ lighting လေးတွေညှိပြီးသွားပြီဆိုတော့အခုစာလေးနည်းနည်းလေးလိုက်ပြီးတော့ထပ်ထည့်ရောဗျာဒီမှာ text လေးနည်းနည်းလိုက်ထည့်တယ်ပြီးသွားရင်တော့ကျွန်တော်ပထမထည့်ထားတဲ့အရာလေးတိတ်မကြိုက်လို့ stroke လေးနည်းနည်းထည့်ပြီး color လေးပြန်ပြင်နေပါတော့ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာ fashion week ဆိုတဲ့စာလေးကျွန်တော်တို့ပြန်ပြီးတော့နည်းနည်းလေးလိုက်ထည့်ဒါကတော့ကျွန်တော်တို့ဒီ client အနေနဲ့ထည့်ခြင်းတဲ့စာလေးကျွန်တော်လိုက်ထည့်ပြီးတော့မနော်ပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်မှာဘာတွေထပ်ထည့်အောင်မလဲဆိုလို့ရှိရင်အပေါ်မှာကျွန်တော်တို့ထပ်ထည့်ခြင်းတဲ့စာလေးတွေပေါ့နော်စာတွေကလည်းထည့်ရတာများပါတယ်အဲ့တော့အဲ့ကောင်လေးကို adjust လုပ်ရတာလည်းတော်တော်လေးကိုတိုင်ပတ်တာကျွန်တော်တို့ဒီနေရာမှာနည်းနည်းလေး adjust လိုက်လုပ်ပြီးတော့စာလေးထပ်ထည့်တယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဟိုတလောက video တစ်ခုမှ share ကနေ full round ခံတာမလောက်ဘူးဆိုလို့ကျွန်တော်ဒီမှာ full round တက်ခံထားရပါတော့အဲ့တော့ okay ဒါကတော့ကျွန်တော်တို့ full round ခံထားတာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘာတွေထပ်ထည့်အောင်မလဲဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ logo လေးတွေပြန်ပြီးတော့ထည့်တယ်ပြီးတော့သူရဲ့ available color တွေ collection လေးတွေကျွန်တော်တို့ထပ်ပြီးတော့ထည့်အောင်ပါဗောနော်ဒါကတော့ကျွန်တော်တို့ရဲ့ဒီ website design ဆန်ဆန်လေးဆွဲမှာဆိုတော့ကျွန်တော်တို့ဒီသူရဲ့ရနိုင်တဲ့ available color လေးတွေကျွန်တော်တို့ပြန်ပြီးတော့ထည့်တာပါဗျာပြီးတော့ရင်တော့ကျွန်တော်တို့အဲ့ဘေးနားကနေပြီးတော့typography လေးနဲ့သူထည့်ချင်တဲ့စာလေးတွေကျွန်တော်တို့နည်းလေးပြန်ပြီးတော့ လိုက်ထည့်ပေးမယ်အဲ့တော့ okay ဒီနေရာမှာဆိုလို့ရှိရင်တော့ available for collection ဆိုတဲ့စာလေးကိုကျွန်တော်တို့ typography လေးနဲ့နည်းနည်းလေး adjust ပြန်လုပ်ထားရပါတော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့typography လေးလည်းထည့်ပြီးသွားပြီပြီးသွားရင်အပေါ်ကနေပြီးတော့ color လေးလည်းထည့်ပြီးသွားပြီဆိုတော့ဒါက finalize color လေးပြန်ပြီးတော့ညှိတာပါเนาะအဲ့တော့ finalize color လေးလည်းညှိစရာရှိတာညှိပြီးသွားပြီဆိုတော့ okay ဒါ final design လေးပါအဲ့တော့ဘယ်လိုထင်လဲဗျခင်ဗျားတို့လည်း idea ခံတဲ့အချိန်ဆွဲထားတဲ့ design လေးတွေရှိရင်ကျွန်တော်ပြပေးခဲ့ကြပါအောင်အဲ့တော့အတန်းနဲ့ပတ်သက်ပြီးသိချင်တာရှိရင်လည်းချက်ပေါက်ကိုလာခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys